ဒီလူမျိုးစုမှာယောက်ျားကမိန်းမကိုအနိုင်နှစ်ပန်းလုံးနိုင်မှာလက်ထပ်ခွင့်ရမှာပါဟန်ဆောင်နှစ်ပန်းတက်ရတာမျိုးမဟုတ်ပဲတကယ်ကိုအားသုံးရပြီးတော့ယောက်ျားဘက်ကမဖြစ်မနေနိုင်မှရမှာပါကံမကောင်းမယ်အဲ့ဒီယောက်ျားကရှုံးသွားရင်တော့မိန်းမကိုလက်ထပ်လို့မရတော့ပါဘူးပိုဆိုးတာကနောက်ထပ်မိန်းမတွေပါမယူရဲတော့အောင်ယောက်ျားမစစ်ဘူးဆိုပြီးဝိုင်းကျင်တာခံရအောင်ပါပါတခုတတိထားဖို့ကအဲ့ဒီမိန်းမတွေကတာမန်မိန်းမတွေတော့မဟုတ်ပါဘူးတိတ်ကိုကြမ်းခိုင်တဲ့အာဖရိကလူမျိုးစုတွေကအမျိုးသမီးတွေပါ They're very strong. They're very strong. I know that. တို့တွေကရန်သူတွေလာရင်အသေးအကျေခုခံကြတဲ့အပြင်သူများတွေစီကိုလည်းကြွကြော်တက်ကြပါသေးတယ်။ကဲပရိသတ်တွေကိုဒီတစ်ခါမှာတော့ကမ္ဘာမှာတိတ်ဆိတ်ဝင်စားဖို့ကောင်းတဲ့လူမျိုးစုတစုအကြောင်းတင်ဆက်ပေးပါမယ်။ဒီလူတွေကိုခရာမန်ဂျုံလို့ခေါ်ပြီးတော့ယူဂန်ဒါနိုင်ငံကပါတို့တွေကအရန်ကောင်းပါတယ်လူမျိုးစုဆိုလဲမမားပါဘူးအကြောင်းကတော့သူတို့ရဲ့နေပုံထိုင်ပုံတွေကဘဲခေပြောင်ပြောင်ရှေ့ခေအတိုင်းနေကြလို့ပါစောက်စရာတွေဆိုရင်လည်းအထူးဆန်းဆန်းမဲ့လောလက်လက်သိပ်ဆန်သွေးတွေကိုစားတော့ကြပါတယ်ဒါအပြင်သူတို့မှာချစ်စရာတလေးလည်းရှိပါတယ်အဲ့ဒါကတော့သူတို့ပြောတဲ့အခါတိုင်းလူစုပြီးရိုးရအကားကားကြတာပါစိတ်ဝင်စားစရာအချက်ကဒီလိုကာရင်းနဲ့အိမ်အောင်မရှိတဲ့သူတွေပါချစ်သူရှာလို့ရပါတယ်အဲ့ဒီလိုချစ်သူတွေ့ပြီးသွားရင်တော့သူတို့ရဲ့ထူးဆန်းဆန်းရိုးရကိုစားလို့ကြပါတော့တယ်အဲ့ဒါကတော့မိသားစုတွေကိုခွင့်တောင်းပြီးချစ်သူနှစ်ယောက်နှစ်ပန်းတက်ကြဖို့ပါဒီမှာယောက်ျားလေးဘက်ကနိုင်အောင်တက်နိုင်ရင်တော့လက်ထပ်ဖို့တစင်းအောင်မြင်သွားပါပြီနောက်ဆက်တွဲအနေနဲ့ကျွဲတွေနားတွေအကောင်200လောက်ပေးပြီးမိမဘက်ကိုတင်တောင်းရပါတယ်အန်ဟောစရာကဒီနေ့ခေတ်လိုမျိုးပတ်စံနေနဲ့ပေးပြီးတော့တင်တောင်းလို့မရပဲသရိတ်ဆိုင်နေနဲ့ပဲတင်တောင်းလို့ရတာပါနောက်ပြီးဒီကလူအများစုကတနေရာထဲမှာအတီတကျနေတာထက်နွားကြောင်းရင်နေရာစုံလှည့်ပြီးနေကြတာပါဒါအကြောင်းတခြားကျွေးရတဲ့လူတွေကသူတို့ရဲ့နွားတွေကိုဝင်လူကြတယ်လို့တခါတလေမှလည်းသူတို့ကသူများစီကအရင်လူတတ်ကြပါတယ်ဒီလူမျိုးတွေနဲ့ပတ်သက်ပြီးနောက်ထပ်သတိထားရမှာကြံပါသေးတယ်ဒါကတော့ခရာမိုကြောင့်မိန်းမတွေကတိတ်ကိုခွာကြီးတာပါမိန်းကလေးတွေကအဲ့အလေးကြီးတွေကိုတည်နိုင်ပြီးတော့အိမ်တွေကိုပါကိုယ်တိုင်စောက်ကြပါတယ်ပြောရရင်ယောက်ျားတွေလိုမျိုးအားလုံးကိုလုံးနိုင်တာပါဒါပေမဲ့ဒါတွေကိုကြည့်ပြီးသူတို့အမျိုးသမီးတွေကဘို့အခွင့်ထူးခံဖြစ်မယ်လို့ထင်ရင်တော့မှားပါလိမ့်မယ်မိန်းမတွေကယောက်ျားတစ်ယောက်တည်းကိုပဲယူလို့ရပြီမယ်ယောက်ျားတွေကတော့မိန်းမတွေအများကြီးကိုယူလို့ရပါတယ်နောက်ပြီးသူတို့မှထူးခြားတာကအိမ်ဆောက်တဲ့ပုံလေးတွေပါတော်ရဲကရှားတဲ့အပင်တွေနဲ့ပဲစောက်ထားကြပြီးတော့အိမ်လေးတွေကမြင်နေရတဲ့အတိုင်းထူးခြားနေတာပါဒါအပြင်ဒီအိမ်နေစီဝင်ရတဲ့အပေါက်ကလေးကလည်းကလေးတရက်စာလောက်ပဲရှိလို့ဝင်ဖို့တော့ခက်ခဲပါတယ်နောက်ပိုင်းမှာဒီကိုလာလေကြတဲ့ခီးသွားတွေများလာပြီးတော့သူတို့ကိုကဘာကပိုသိထားမိလာကြတယ်အခုတော့နိုင်ငံတကာကအထောက်ပံ့တွေနဲ့တချို့နေရာတွေမှာခင်းတဲ့အညီတိုးတက်လာနေပါပြီပို့ပြီးဝမ်းသာဖို့ကောင်းတာကတော့လူငယ်တွေမှာလည်းပညာတတ်တွေများလာတာပါဒီဖြစ်ပျက်ကနေပြီးတော့သိလိုက်ရတာကစိတ်ဝင်စားစရာကောင်းတဲ့ယဉ်ကျေးမှုတွေတမိုင်းနေဆိုတာနေရာနဲ့မှာအများကြီးရှိပါတယ်အဲ့ဒီတမိုင်းနေယဉ်ကျေးမှုတွေကိုကဘာအနှံ့ကလေးစားပြီးအသိမဲ့ပြူတာခံကျင်တယ်ဆိုလို့ရှိရင်တော့ပညာတတ်လူငယ်တွေကိုနေရာပေးပြီးတော့နိုင်ငံကလည်းတဖြည်းဖြည်းနဲ့ဖွံ့ဖြိုးလာမှာရမှာပါကျွန်တော်ကတော့ Creative Bus Academy Founder အောင်စုပိုင်ပါဒီလိုမျိုးစိတ်ဝင်စားကြဗီဒီယိုမျိုးတွေအပြင်ကျွန်တော်ကိုယ်တိုင်တကယ်ခီးတွေထွက်ထားတဲ့ဗီဒီယိုမျိုးတွေကိုပါဘယ်လိုမျိုးဖန်တီးရမလဲဆိုတာကိုသိချင်တယ်ဆိုလို့ရှိရင်တော့ Creative Bus Academy ကသင်တန်းကောင်းတွေမှာလာတက်လို့ရပါတယ်ခင်ဗျာ Creative Bus Academy ကသင်တန်းတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ